April, with spring on my sleeve. Chandler, you were waiting. Hello ဒီဗီဒီယိုလေးမှာတော့တရုတ်နိုင်ငံချန်တူးမြို့ကိုရောက်တယ်ဆိုလို့ရှိရင်တွားလေတင်တဲ့နေရာ၅ခုကိုပြပြပေးသွားပါမယ်။နေရာရင်းဖြစ်မလဲဆိုတာကိုဗီဒီယိုလေးမှာဆက်ကြည့်ပေးသွားအောင်နော်။တင်နေရာကတော့အခုနောက်ပိုင်းအရန် trend ဖြစ်နေတဲ့ SKB မြို့ပါညဘက်ဆိုလို့ရှိရင်ရေပန်းနဲ့ထွက်နေတဲ့အေယာမဝါပင်ကြီးတွေကတကယ်ကိုအမိုက်စားပါပဲ။နံပါတ်2ညဘက်ရောက်လို့ရှိရင်မြစ်ပေါ်မှာမီးပြရောင်တွေလင်းလက်နေတဲ့နေရာလေးကတော့ Blue Tia ပဲဖြစ်ပါတယ်။နံပါတ်3နေရာကတော့ချစ်စရာအရန်ကောင်းတဲ့ပန်ဒါလေးတွေကိုအနီးကပ်တွေ့ခွင့်ရနိုင်တဲ့ Research Panda Base ပါနံပါတ်4ပုံနေရအနီရောင်ကြီးရှိတဲ့ဓာတ်ပုံရိုက်လို့အရန်လာတဲ့ဝူဝူရှရင်းကျောင်းတော်ပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့အလုံးသိကြတဲ့မြို့လေကောင်က IFS မောင်းခေါင်းပေါ်မှာရှိတဲ့ iconic giant panda ရုပ်ထုကြီးပဲဖြစ်ပါတယ်။ဒါတွေအပြင်တခြားဘယ်နေရာတွေရှိသေးလဲဆိုတာ comment မှာပြောသားပေးကြအောင်နော်။